တင့်ကိုမက်ဆီကပြုစုပြောထောင်ပြီးတင့်ညီကိုရိုနယ်ဒိုကပြုစုပြောထောင်ခဲ့မယ်ဆိုရင်ဘသူကပိုပြီးထူးချွန်တဲ့ချန်ပီယံဖြစ်လာမလဲအရင်ဆုံးတင့်အလှည့်ကိုကြည့်ရအောင်အသက်9နှစ်အရွယ်မှာမက်ဆီကတင့်ကိုဘောလုံးထိန်းချုပ်မှုကိုတင်ပေးပါတယ်ဘောလုံးဟာတင့်ခြေထောက်ကနေဘယ်တော့မှမခွာတော့ပါဘူး12နှစ်အရွယ်မှာတင်ဟာတခြားဘသူမှမမြင်နိုင်တဲ့ပေးပို့မှုတွေကိုမြင်နိုင်စွမ်းရှိလာပါတယ်18နှစ်အရွယ်မှာတင်ဟာခန့်စစ်ကစားသမားတွေကိုရက်နေတဲ့အတိုင်းထင်ရလောက်အောင်အသာလေးကျော်ဖြတ်နိုင်လာပါပြီ25နှစ်အရွယ်မှာတင်ဟာလိဖလားတွေချန်ပီယံလိဖလားတွေနဲ့ကမ္ဘာဖလားကိုပါဆွတ်ခူးနိုင်ခဲ့ပါပြီအသက်30အရွယ်မှာတင်ဟာဘောလန်ဒေါ်9ခုဂိုးဖန်တီးမှုရာပေါင်းများစွာနဲ့ဘောလုံးပါရမီရှင်တဦးဖြစ်လာပါမယ်အခုတင့်ညီရဲ့အလှည့်ကိုကြည့်ရအောင်အသက်9နှစ်အရွယ်မှာရိုနယ်ဒိုကသူ့ကိုမနက်9နာရီကလေးကလေ့ကျင့်ပေးပါတယ်အပြေးလေ့ကျင့်ခန်းခွန်အားစိုက်ထုတ်မှုနဲ့မနာတမ်းဂိုးကန်သွင်းနည်းတွေပေါ့18နှစ်အရွယ်မှာသူဟာပိုမြန်ပိုတန်မာပြီးပောက်ကွဲအားပိုကောင်းလာပါပြီ25နှစ်အရွယ်မှာဘိုးလူပွဲတွေမှာဟက်ထရစ်တွေသွင်းယူပြီးအသင်းကိုတယောက်တည်းရုန်းကန်တင်ပေးနိုင်တဲ့အထိတော်လာပါလိမ့်မယ်အသက်30အရွယ်မှာဘောလန်ဒေါ်9ခုသွင်းဂိုး8ရကျော်နဲ့ချန်ပီယံလိဖလားအများပြားကိုသူပိုင်ဆိုင်ထားပါလိမ့်မယ်တင်တို့ဟာနိုင်ပွဲရယုံနေမဟုတ်ပဲဘယ်သူနိုင်မလဲဆိုတာကိုပါကိုယ်တိုင်ဆုံးဖြတ်နိုင်တဲ့ကစားသမားတွေဖြစ်လာမှာပါ